ကွန်မှုပညာသင်ယူဖို့အတွက်ကျွန်တော်ဆရာကပေါင်းရချီအလေးချိန်ရှိတဲ့တန်လေးပြားတွေကိုခြေထောက်မှာဝတ်ခိုင်းခဲ့တယ်ထို့နောက်လက်ဆိုင်တဲ့တွင်းကြီးတစ်ခုရဲ့အောက်ခြေမှာရှိတဲ့တစ်သားပြားပုံကိုခုံချခိုင်းပြီးစက်တိုက်ခုံလေးကျင်ခိုင်းတယ်ကျွန်တော်အားကုန်သုံးပြီးခုံခဲ့ပေမဲ့လက်မအနေငယ်လောက်ပဲမြင်နိုင်ခဲ့တယ်မကြခင်မှာပဲမော်ကန်နွဲ့နဲ့သွားပြီးဆက်မလုပ်နိုင်တော့ဘူးဒါပေမဲ့ဆရာကအေးဆက်တဲ့ရေကိုကျွန်တော်ပေါ်လောင်းချပြီးဆက်လေးကျင်ခိုင်းခဲ့တယ်ကျွန်တော်ရေဆိုနေတဲ့အဝတ်တွေကိုချုပ်ပြီးဆက်ခုံခဲ့တယ်ပြီးတော့ဆရာကတစ်သားကောင်းလောင်းတစ်လုံးကိုထိုးစတင်တယ်ခေါင်းလောင်းတန်တစ်ချက်ထိုးတိုင်းကျွန်တော်ကအချိန်ကိုက်ခုံရတယ်လိမ်ဖို့စူးစမ်းပြီးအနားမှာရှိတဲ့အုတ်ခဲတစ်လုံးကိုကောက်ယူကတစ်သားပြားကိုထုရင်းအတန်တူပြုလုပ်ခဲ့တယ်ဒါပေမဲ့ထိုင်းချလိုက်တဲ့အခိုက်အတန့်မှာပဲတန်ကြုံများစွာကကျွန်တော်တင်မကိုထိုးဆိုင်လိုက်တယ်နာကျင်လုံးလို့ချက်ချင်းခုန်ထားပြီးနောက်တစ်ခါမလိမ်တော့ပဲရိုးရိုးသားသားလေ့ကျင့်မယ်လို့ကတိပေးခဲ့တယ်လေ့ကျင့်မှုပြီးသွားတဲ့နောက်မှာတော့တန်လေးပြားတွေကိုမချွတ်ရသေးဘူးခြေထောက်တွေကိုဆွဲရုပ်ပြီးသားသွားလာနိုင်ခဲ့တယ်တငယ်ချင်းတွေကကူညီကျင်ကြပေမဲ့ကျွန်တော်ညှဉ်းဆန်ခဲ့တယ်ရေကိုလည်းအငမ်းမရတောက်ခဲ့တယ်၃လအတွင်းမှာပဲအဲ့ဒီအလေးချိန်နဲ့အကျွမ်းတဝင်ဖြစ်သွားပြီးပြင်းတောင်ပြင်းလာခဲ့တယ်ဒါပေမဲ့တနေ့မှာတော့ကျွန်တော်ရက်နေတဲ့တစ်သားပြားကရုတ်တရက်ပြိုကျသွားပြီးတွင်းထဲမှာပိတ်မိသွားတယ်ကျွန်တော်ကအကိုတော်တယောက်ကိုကြိုးယူလာပေးဖို့တောင်းဆိုခဲ့ပေမဲ့ဆရာကတားမြစ်လိုက်တယ်ဆရာကတန်လေးပြားတွေကိုချွတ်ပြီးကိုအားနဲ့ကိုတက်လာလို့ပြောတယ်ကျွန်တော်ခြေထောက်တစ်ဖက်စီကတန်ပြားတစ်ချက်ကိုချွတ်လိုက်ပြီးခုန်လိုက်တယ်နောက်တစ်ခဏမှာတော့တွင်းထဲကလွတ်မြောက်လာရုံနဲ့မကပဲဆရာကောင်းပုံကိုတောင်လွယ်လွယ်ကူကူဖြတ်ကျော်ပြန်တက်သွားနိုင်ခဲ့တယ်